ခုကကျွန်တော်ကိုဒီပြင်ဦးနေမျိုးကိုကျွန်တော်တက်နေရပါတော့ကျွန်တော်တို့စစချင်းတော့ဒီဂျပန်စီးတီးကိုတော့ဝင်ခဲ့တယ်ဗျဂျပန်စီးတီးကရှူရင်းလေးရတော့ရန်အောင်လာကျွန်တော်တို့သဘောကျပါတယ်ဒီကတော့ကျွန်တော် cable စီးတော့မှာပေါ့နော်ကျွန်တော် cable စီးတော့ကတော့အောက်ကရှူခင်းနေရတော့ရမ်းလှတယ်ဗျကျွန်တော်ကတော့တော်တော်လေးကိုသဘောကျပါတယ်ဒိုင်နိုဆောရုပ်ကြီးလည်းရှိရဗျအဲ့ဒါတွေကလည်းစီးလို့ရပါတယ်ကျွန်တော်တို့ဒီပန်းညံလေးတစ်ခုကတော်တော်လေးလှတယ်ဗျရှူခင်းလေးရလည်းစုံစုံလေးလေးနဲ့ကျွန်တော်ကတော့အဲ့ကိုနောက်တစ်ခေါက်တော့ထပ်သွားကြပါလိမ့်ဗျကျွန်တော်တို့view နဲ့မှာကျွန်တော်တို့တတရရနဲ့ရှောင်းလေခဲ့ကြပြီးတော့ကျွန်တော်တို့ပျော်ရွှင်စရာခီးလေးလေးကျွန်တော်တို့ဖြစ်ခဲ့ပါတယ်အားလုံးပဲနောက်ပိုင်းမှာ